အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်က YouTuber Crab ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ Free War Episode 5ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ရွာကိုတတိုင်းဆောက်သွားမှာပဲဖြစ်ပါတယ်အဲဒါဆိုစလိုက်ရအောင်ဒီမှာပေါ့နော်ကျွန်တော်တို့တတိုင်းဆောက်တဲ့ဒီမှာဒါတွေက cobblestone တွေလည်းပဲလောက်ပါပေါ့နော်ဒါကျွန်တော်အများကြီးပဲကျွန်တော်မိုင်းတွင်းတွေအများကြီးတူတာအဲ့ရကျွန်တော်စဆောင်ဒီနားဒီလိုမျိုးဖြတ်ဆောင်ပါပဲလို့ဒီအောက်ကနေဒီလိုသွားလို့ရအောင်လို့ကျွန်တော်ထွက်လို့ရအောင်အဲ့လိုမျိုးဖြတ်ဆောင်ပါပေါ့နော်အမြင့်ကကြတော့အမြင့်ကကျတော့10 block လောက်ထိလောက်အောင်လေကျွန်တော်ဟုတ်လားမသိ10 block10 block နဲ့မြင့်17တော့မြင့်โอเคရပြီအစားအစာမရှိတော့ဝယ်ရတယ်ကျွန်တော်ကအဲ့ရတွေတွားယူလာအောင်ညမိုးချောင်းအဲ့တွေအောင်ဒါကျွန်တော်ဆက်ပါကတော်တော်လေးကိုကြီးရယ်ဒီမှာဟိုရှယ်ကြီးရယ်နော်အဲ့ကျွန်တော်ပြီးမှပဲနှုတ်တော့ဟိုအစားအစာတွေပါတစ်ခါလေးတွားယူလာရပါတယ်ခါအိတ်လိုက်တော့ကွာရှော့လို့ဒီအိတ်ရဖြုတ်တော့ဒီအိတ်ရဖြုတ်မယ်ဒါရှိတယ်ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်မိုင်းရင်းတူးရဲ့ကျွန်တော်ဒီမှာဒါတွေထိတ်ရတာ1 step တော့ကျွန်တော် cobblestone ရှာနေတယ်ဗျာဒီချောအိတ်ပါရโอเคစလိုက်အောင်ဟိုမှာပေါ့နော်ဒီကနေပြီးဟိုကအပေါ်တွေထိကကျွန်တော်ကားပြီးတော့မြေတွေလိုက်ကြည့်ပဲပြီးကျွန်တော်တကားပေါက်လေးကိုတန်တကားနဲ့လောက်ပါပေါ့နော်ဆိုပြီးဝင်လာလို့မရအောင်ဒီကျွန်တော် fletcher တွေပြန်မွေးမှရတော့ကျွန်တော် fletcher မျိုးတုံတော့ fletcher မျိုးတုံတော့မလောက်လောက်နဲ့ထည့်တယ်နော်ကျွန်တော်မလောက်လောက်နဲ့ထည့်တယ်
ဗီဒီယိုရှင်းပါလို့ကျွန်တော်နည်းနည်းလေးကြော်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာ3 block ပဲကားတယ်ပေါ့နော်ကျွန်တော်ကဒီ3 block ပဲကားထားတယ်ဒီတော့ရလာတယ်မလောက်ဘူးပေါ့နော်ထပ်လို့ကျွန်တော်3 block ပဲကားထားတယ်အနည်းဆုံးဆုံးမြင်ဝင်လို့မရအောင်လို့ပေါ့နော်ကျွန်တော်နောက်ထပ်အပိုင်း episode 7လောက်ဒီကူးမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော် episode 5မှာပုံကားလိုက်ပြီးတော့တော်တော်ရှိပါတယ်ဗျ3 block ထားအောင်comment တော့အကုန်လုံးကာလိုက်မယ်ဗျာ comment တော့အကုန်လုံးကာလိုက်မယ်ဆိုကျွန်တော်တို့ဘောဝိတ်ထုံးတော့ဒီပို့မှာရအေးရောတော့ကျွန်တော်ခရင်ရိုးမေးတယ်ခရင်မှာရပြီးတယ်ဟိုအမိုင်းရထပ်တယ်အမိုင်းထပ်တယ်ဟုတ်လားနော်အဲ့ထပ်ပြီးရထပ်တော့မယ်ကျွန်တော်တို့မိုင်းတူရနေအောင်နည်းနည်းလေးကြော်လိုက်အားလုံးပဲတော့ကျွန်တော်ပြန်လာပါပြီဒီမှာကျွန်တော်မှာလက်ထဲရတယ်မှာကျွန်တော် cover stone တွေများရလာပြီပေါ့နော်အဲ့ဒါကျွန်တော်ပြန်ကာတော့မယ်ပေါ့နော်ည10 block တိတော့မထားတော့3 block ဒီပြီးအောင်လို့ကာလိုက်မယ်ဗျာပြတော့မှာပဲကျွန်တော်တို့ episode ဟိုလောက်ထိပြန်ထပ်ဆက်လိုက်တော့အဲ့တော့မှာပဲကျွန်တော်တို့ episode အဲ့တော့ကျွန်တော်တို့ episode 6ကနေပြန်စရအောင်နော် episode 6ကြရတော့အပြီးကပဲညာ
ကဲဘယ်ရောက်သွားလဲမေးကျွန်တော်လေခွင်းသားရောက်ပြီလေခွင်းသားရောက်ပြီဆိုတော့ဆက်သွားလိုက်တော့ကျွန်တော်ဟောတော့ကျွန်တော်ရွာရဲလောက်တော့ရောက်နေပြီအဲကျွန်တော် cover stone က3 step နဲ့မှ41ပဲကျန်တော့ဘယ်လောက်တော့ပေါ့နော်အဲကျွန်တော်တို့လည်းလောက်ထပ်လောက်အောင်မယ်ပေါ့နော်ဒီ cover stone ကိုလောက်လိုက်တော့မယ်ပြင်းတော့ကျွန်တော်တို့အပြီးဆုံးစစ်ကြပါပဲကျွန်တော်ကုန်ကာရမယ်ဒီဆို7လောက်ဒီကူးမယ်လို့ရထင်တယ်ပေါ့နော်ကျွန်တော်ကတော့ကျွန်တော်ရွာလေပိုင်းလောက်တော့ရောက်လာပြီကျွန်တော်လေဝင်တော့ကျွန်တော်ဒီမှာဒီရွာပိုင်းလောက်တော့ရောက်ပြီကျွန်တော်ဒီမှာပြီးသွားအကုန်ပြီးသွားတယ်ပေါ့နော်ကျွန်တော်ရွာနောက်ပိုင်းလောက်ထိတော့ရောက်လာပြီဒီမိုင်းရင်းယူကျွန်တော်ဒီယူကျွန်တော်တို့ဒီလို fight ပြီးကောင်းအောင်ပေါ့နော်ဒီလိုမျိုးတက်နေဟာရှင်းရတယ်ဒီရတယ်ကျွန်တော်ဗီဒီယိုတားရှိတာမှာဆိုတော့ကျွန်တော်ဒီလောက်ပဲပေါ့နော်ဒီနေ့ကျွန်တော်မရောက်ဘူးသေးဘူးဟုတ်တယ်ဟာဟိုမှာကျွန်တော်ဟိုမှာတယ်လားမိုက်โอเคအဲ့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော် episode 7မှာပြန်တွေ့ကြပါမယ်တွေ့ကြရအောင်နော်အားလုံးပဲဟုတ်ပါ